နောက်ပြီးတော့ဒါလေးက sweet peony ဖြစ်ပါတယ် sweet ဒါကတော့မှန်တိုင်းပြောရရင်ချိန်မသုံးဘူးသေးဘူး진짜တကယ်ဒါလေးကိုမသုံးဘူးသေးဘူးဘာလို့လဲတော့မသိသေးဘူးပေါ့နော်မရသေးဘူးမသုံးဖြစ်သေးတာမရသေးတာမသုံးဖြစ်သေးအဲ့ဒါ cash ဖွင့်ရှိကြတယ်ကွာ honest review ဖြစ်သွားအောင်လုံးဝ first time ရှူကြည့်လိုက်နော်အဲ့ဆိုရင်ရှူကြည့်ရမှာမလို့ရှူကြည့်တော့ရေအောင်မချိုးလာပြီလေထောက်လိုက်မယ်နော်ရေအောင်မချိုးလာပြီနဲ့သူကအေးဒီလိုက်မှာအကုန်လုံးဖောက်လိုက်လို့ရှိရင်ကျွန်တော်အိမ်ပြန်တည်သွားလို့ရအောင်ဒီလေးပေါင်ချပို့လိုက်မယ်အပို့ပါဘူးအဲ့ကတော့ဒါပါ baby break ကအဲ့လိုမလုပ်ဘူးမောင်လေးတို့ဘာလို့လဲပဲမြင်မိတာโอเคအော်အဲ့လိုဖောက်ရအရန်ကြိုက်တာဟုတ်လေအဲ့လိုမထုတ်ဘဲနဲ့ဒီလိုရှိုင်းဒီလိုပဲထုတ်ဒီလိုလုပ်ပြီးရှူလို့ရတယ်ဟောဒီနေ့ရှူအောင်ကိုခုံကိုကြိုက်လို့နှခါတော့တဲ့နဲ့ခံရင်ကောင်းကြိုက်လို့နှခါတော့ရှူရတယ်ပန်းသီးရယ်ဟုတ်တယ် peony ဂျနက်လေးနဲ့အရန်မိုက်တယ်ကျွန်တော်လည်းရှူကြည့်အောင်ကျွန်တော်ကအကုန်သုံးမှုတယ်အကုန်သုံးမှုတယ်ဆိုတာကျွန်တော်ကိုစိုက်တာတစ်မျိုးပဲမသုံးဘူးလေအခုမှပထမဆုံးအဲ့ဒါကိုဘူးနဲ့ Oh my god ပထမဆုံးခံမှုခြင်းပဲ god မိုက်တယ်နော်အရင်အရန်ကောင်းတယ်အနက်လေးမိုက်တယ်ဟိုကျွန်တော်အကုန်သုံးမှုတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တအိမ်လုံးကချအကြိုက်မတူတာလားလူတုံးတာလူတုံးတော့ကြတော့သူတို့လည်းရေချိုးချက်ပြသူတို့ရှိရကွာဒါပေမဲ့ကျွန်တော်သူတို့စံမဲ့ပေးတဲ့ဟာမှာ vlog ရိုက်ဖို့ပေးတော့ကလေဟာကျွန်တော်တပူးရေချိုးကန်ထည့်လိုက်ပြီဆိုလို့ရှိရင်ခိုင်းနဲ့ကုံသွားရောခိုင်းနဲ့ကုံသွားကြတော့တပူးပြီးတပူးထုတ်တုံပြီးတကယ် vlog ရိုက်တဲ့အချိန်ကျတော့တပူးမှမကြံတော့တဲ့အထိတကယ်ပန်းသီး